ဒီမေကွန်ဆိုလို့ရှိရင်ခဏလာမေးတယ်ပေါ့နော်အယောက်10လောက်ကြော်တယ်ပေါ့နော်အခုပြောပြပေးပါမယ်ချင်းချတာကပြောက်သွားတယ်ပါဖြစ်လို့လဲပြောပြပေးပါလားရှင်ဟုတ်ကဲ့ပြောပြပေးမယ်ချင်းချတာကလေအခုမှ TikTok short စားလုပ်တဲ့လူတွေအခုမှ follower 1000ကျော်တဲ့လူတွေပေါ့နော်စားလုပ်ပြီဆိုလို့ရှင်ချင်းကချက်ချင်းမပေါ်ဘူးเนาะရှင်သိလားအဲ့ဒါကလေ7 minute ကြာမှပေါ်တယ်ပေါ့နော်တကယ်လို့အခုကကိုကချင်းမချတတ်ဘူးဆိုလို့ရှင်အခုဒီဗီဒီယိုမှာပြပေးမယ်ပေါ့နော်အဆုံးထိကြည့်ပေးပါလူတိအတက်တင်မှာเนาะလူကအဟောင်းနေတော့တိတယ်ပေါ့နော်သွားပြီးတော့ကြည့်ကြရအောင်ပေါ့နော်အဲ့ဒီအတိုင်းချင်းသွားချမယ်ဆိုလို့ရှင်เนาะချင်းကချက်ချင်းပေါ်ပါတယ်เนาะပြပေးမယ်ရှင်โอเคအခုကိုရဲ့ channel ဟိုထဲမှာဝင်ပြီပေါ့နော်ကိုရဲ့ account ထဲမှာဝင်ပြီဆိုလို့ရှိရင်ကိုကဗီဒီယိုတစ်ပုတ်ဖန်တီးတော့မယ်ပေါ့နော်အဲ့ထဲမှာကိုကဗီဒီယိုဒီတစ်ပုတ်ပဲဖန်တီးမယ်ပဲထားလိုက်ပါဒီဗီဒီယိုဖန်တီးတော့မယ်ဆိုလို့ရှိရင်ဒီမှာကိုကဒီမှာဘာညာပေါ့နော်ဒီဟာဘာညာရေးပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာရှေ့သို့နှိပ်မယ်ပေါ့နော်နှိပ်ပြီးတော့ဆိုရင်ဒီမှာတွေ့လားကွန်ပစ္စည်းများနဲ့အခြားအရာများစွာကိုနှိပ်မယ်ပေါ့နော်နှိပ်ပြီးတော့ဆိုလို့ရှိရင်ဒီမှာကွန်ပစ္စည်းဆိုတာပေါ်လိမ့်မယ်အဲ့ဒီဟာကိုနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာကိုကအခုဒီဟာဒီကိုဒီအလားပြင်တဲ့ဟာကိုကကြော်ညာကျင်တာပေါ့နော်အဲ့ဆိုရင်ဒီမှာရှာလိုက်ပါနော်ခဏလေးစောင့်တွားလေးချင်းအဝါထဲမှာထည့်ထားတာဆိုတော့လေဒီမှာပေါ်ပြီတွေ့လားကိုကဒီဟာကြော်ညာတော့ဆိုရှင်ဒီဟာထည့်ပါအောင်နှိပ်ပြီးပေါ့နော်ထည့်ပါအောင်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်သူကပေါ်လာလိမ့်မယ်ဒါပေမဲ့ကိုကဒီလိုမျိုးထိုင်းစာနဲ့မလုပ်ချင်ဘူးပေါ့နော်မြန်မာစာနဲ့ပဲပါနီပေါ့နော်ပါနီစာအုပ်ပေါ့နော်အဲ့လိုပဲရေးလိုက်မယ်နော်ပါအုပ်စာအုပ်ပေါ့နော်အဲ့မှာယူသက်ဆိုရှင်အမှန်ချင်းပေးလိုက်ပြီးဒီမှာထဲ့ပါအောင်တွေ့လားအဲ့ဒီထဲ့ပါအောင်နှိပ်ပြီးဆိုလို့ရှိရင်ရပါပြီဒီမှာတွေ့ချင်းတော့ပေါ်ပြီပေါ့နော်အရန်လွယ်တယ်ဒီလားရှင်းတို့တွေ